안녕하십니까 이찬입니다. 디니가로 아마로 나오에 빠지다 소리 빠단리고 표뼈비마베 표빠레 나오에 빠지다 소리 리베가 님묘디 에로 아리 나오테고 님묘데 소비로 다이아이 바다변에 야들로 나도쿠가 나오테고 님묘데서 우바마 아치테고 님묘데 소이 친미 또아레 소리 리베 에로 아리 나오고 쇠란 또아레 가묘만에 똥로 야바레ပြီးတော့နောက်တစ်ခုကကြောင့်အဲ့ဒီနောင်ထဲကိုကြာရောက်နေတယ်အဲ့ဒီနောင်ရဲ့အခြေအနေတွေကိုကြာရောက်နေတယ်ဥပမာဘယ်လိုလဲဆိုတော့အန်ရီရဲကိုကြာရောက်နေတယ်အဲ့လိုမျိုးအခြေအနေတစ်ခုခုတည်းကိုကြာရောက်နေတယ်ဆိုပြီးတော့လည်းသုံးလို့ရပါတယ်ကဲဝါကြလေးတွေဖွဲ့ပြီးတော့မှတ်ကြည့်ရအောင်ဥပမာရိုးရိုးနောင်ထဲကိုနစ်တယ်နောင်ထဲကိုနစ်မြုပ်သွားတယ်ဆိုရင်ဥပမာမိုးလေးပါကြည့်တာဆိုရင်ရေထဲနစ်တယ်ဒါဆိုရင်수영장에서 물에 빠졌어요ဆိုရင်ရေကူးကန်ထဲမှာရေထဲနစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကဲထားပါတော့အချစ်ထဲနစ်တယ်사랑에 빠지다ချစ်ထဲနစ်တယ်ဆိုတာကချစ်မိသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင်အဲ့ဒီဝိထုကတော့ချစ်မိသွားတဲ့အကြောင်းအရာပါအချစ်ထဲနစ်တဲ့အကြောင်းအရာပါအချစ်ထဲနစ်မြုပ်သွားတဲ့အကြောင်းအရာပါဆိုရင်그 소설은 사랑에 빠지는 이야기예요 그 소설은 사랑에 빠지는 이야기예요ကဲပြီးဆွဲလမ်းမယ်ဥပမာကျမကတော့အခုတလော game ဆွဲနေတယ်ဆိုရင်저는 요즘 게임에 빠졌어요 저는 요즘 게임에 빠졌어요ဥပမာကျမကတော့အခုတလောဟင်းချက်ချင်းကိုဆွဲလန်းနေလို့နေ့တိုင်းဟင်းအသစ်တွေချက်နေတယ်ဆိုရင်저는 요즘 요리에 빠져서 매일 새로운 요리를 만들어요ဥပမာမောင်လေးကတော့ K-pop ကိုဆွဲလန်းနေလို့နေ့တိုင်းကနေတယ်ဆိုရင်남동생은 K-pop에 빠져서 매일 춤을 춰요. 남동생은 K-pop에 빠져서 매일 춤을 춰요. နောက်ပြီးတော့မတို့အခြေအနေတွေကြားရောက်တာလို့ပြောလို့ရရမလားအဲ့အခြေအနေတွေကြားရောက်တာဥပမာအန်နီရဲကြားရောက်တယ်ဆိုရင်ဥပမာလောင်းကစားကတော့လူကိုအန်နီရဲကိုကြားရောက်အောင်လုပ်တယ်ဆိုရင်도박은 사람을 위험에 빠지게 해요. 도박은 사람을 위험에 빠지게 해요. တရားခံကရဲဖန်တီးထားတဲ့ထောင်ချောက်ထဲကျသွားတယ်ဆိုရင်범인이 경찰이 만든 함정에 빠졌어요. 범인이 경찰이 만든 함정에 빠졌어요. ကဲဒါဆိုရင်တော့နောင်ရဲ့ပါကြည်တာဆိုတာနောင်တဲ့နစ်မြုပ်တဲ့နောင်ကိုဆွဲလန်းမိတဲ့နောင်အခြေအနေတွေကိုကြာရောက်တဲ့ဆိုတဲ့အဓိပ္ပာယ်ပါ그러면 다음에 또 만나요.